အောက်ကြနေနောက်ဆုံးလေးကျွန်တော်တို့ဒီတစ်ပတ်ရဲ့နောက်ဆုံးပေါ့နော်ဝမ်ချင်းလေးပဲရင်ဆက်သွားလိုက်မယ်ပုံမှန်သွားသလိုပုံဝမ်ချင်းကကျတော့တည်းချာရခဲ့တဲ့ဝမ်ချင်းကျွန်တော်တို့ခွန်ရှစ်ဆိုတော့ကျွန်တော်တို့ဒီမယ်ခွန်ရှစ်ကကျွန်တော်တို့ဒီမယ်ခွန်ရှစ်ဆိုတော့ခွန်ရှစ်ရဲ့ဒီမယ်ခွန်ရှစ်ဒီ93ညချိန်ရပေါ့နော်93ညချိန်ကိုနောက်နေ့မနေ့မှာ93ညချိန်ကိုဒီမယ်9ထိသွားတယ်ပေါ့ကျွန်တော်တို့ခွန်ရှစ်ပြီးတော့အဲ့ခွန်ရှစ်ပြီးတဲ့ခါကျကျွန်တော်တို့ကအဲ့ကနန်းထိပ်ပြီးညနေပိုင်းဟာနဲ့နောက်နေ့ညနေပိုင်းထက်တဲ့ဟာနဲ့တော့တည်းချပေးဆိုဒီဟွာတော့မပါခဲ့တော့ဘူးခွန်9နောက်တစ်ခုကျတော့ဒီလိုလေးသူကပြန်သွားရောခွန်9ကျတော့ကျွန်တော်တို့က6တက်ချိန်ကိုမနေ့ပိုင်းကိုပဲဒီကပါလဲတစ်ထိသွားတယ်အပြည့်ခါကျကျွန်တော်ဒီမဲ့အဲ့ထွက်ပြီးသားညနေပိုင်းနဲ့ထပ်ပေါင်းတယ်နောက်နေ့ဟာနဲ့9 4နဲ့9နဲ့ပေါင်းတော့38ချိန်ပေါ့နော်38ချိန်ကိုကျွန်တော်တို့ဒီမှာ38ကို8ထိသွားတယ်တော့နော်ကျွန်တော်ဒီမှာကြတော့ကျွန်တော်တို့ဒီမှာကျွန်တော်ထက်တဲ့ညနေပိုင်းနဲ့ပေါင်းပြီးကျွန်တော်တို့3ည9နဲ့10နဲ့ပေါ့နော်3ည5ချိန်ဒီနေ့ပို့ပေါ့3ည5ချိန်လေးရပါပေါ့နော်ဒီမနေ့ပိုင်းကို3ည5ချိန်ဒီ3ည5ချိန်ဒီမှာဒီနေ့မနေ့ပဲပေါ့3ည5ချိန်အဲ့ကြပို့ကျွန်တော်တို့ဒီပါပေါ့ဒီနေ့အတွက်16ရက်နေ့16ရက်5လပေါ့နော်16ရက်5လ2025တောက်ကြနေ့တော့ကြနေ့ကိုကျွန်တော်တို့ချိန်က3ည5ချိန်3ည5ချိန်ရတယ်3ည5ချိန်ပြီးတော့ဗရိတ်ကြတော့ကျွန်တော်တို့ကဗရိတ်ကြတော့ဘယ်ကနေစဟောလောက်ခဲ့သလဲဆိုတော့ခါကြတော့သူတို့ပေးခဲ့တာဒီကျွန်တော်တို့ဒီမယ်ပေါ့ဒီလေးဗရိတ်ကကြတော့ကျွန်တော်တို့ဒီမယ်လေးဒီထိတ်ရယ်ဒီလိုလေးပေါ့လူလေးပေါင်းတယ်ဒီလိုလေးပေါင်းလိုက်4 5 9 ဆို9နဲ့9နဲ့ပေါင်းတော့8ဆိုတော့ကျွန်တော်တို့က4ရ5ရပေါင်းတော့9ဒီညနေပိုင်းထိတ်နဲ့ပြန်ပေါင်းတော့ကျွန်တော်တို့8ရတယ်8ရတဲ့ခါကျတော့8ပါဝါက8နဲ့ခက်က1 83တက်ဘရိတ်ပေါ့နော်83တက်ဘရိတ်ကိုဒီမှာ3တက်2တက်ဆိုပြီးမှကျွန်တော်3ဘရိတ်ပြီးသွားပါပေါ့နော်အဲ့လိုလေးပဲထပ်ထိုင်မှကျွန်တော်သွားတယ်ဒီမယ်ဒီလိုလေးထပ်သွားမယ်ဒီလိုလေးထပ်သွားတဲ့ခါကျတော့ဒီမှာကျတော့2 3ညလေးဆိုတော့ကျွန်တော်တို့ကဒီမှာ6တက်9ဘရိတ်6တက်9ဘရိတ်ရမယ်ဘောနော်6တက်9ဘရိတ်ကိုဒီမှာ9ဘရိတ်လေးပြန်ဆင်းတယ်ဘောနော်အဲ့လိုလေးပဲကျွန်တော်တို့ဒီမှာထပ်သွားတယ်6တက်9ဆိုတဲ့ခါကျတော့9နဲ့1နဲ့ပေါင်းတော့30 6နဲ့ပေါင်းတော့ဒီ6နဲ့ပေါင်းတော့6တက်9ပဲကျွန်တော်တို့6တက်9ပဲပြန်ရတယ်6တက်9ဘရိတ်ကိုဒီမှာကျွန်တော်9ဘရိတ်ထပ်ညှိတယ်အဲဒီပဲမနေ့ကကျတော့ဒီမှာကျွန်တော်တို့1 3တက်ပေါ့နော်9ရတယ်9ရတဲ့ခါကျတော့ကျွန်တော်တို့5 3ည5ရပါဝါ3ည5ရတဲ့ခက်က3ဆို5 3ည3ဘရိတ်ပေါ့ကျွန်တော်5 3ည3ဘရိတ်ကိုမနေ့ဒီမှာ3ညှိတယ်ပေါ့နော်3ရက်ဒီနေ့ဖို့ကြတော့ဒီမှာဒီလိုလေးလာတယ်ဒီလို9 8ခွန်9ရက်8ဆိုတော့ကျွန်တော်တို့ခွန်ရ9ရက်ပေါင်းတော့6တက်6ပါဝါတက်6နှစ်ခါက9 6တက်9ဘရိတ်6တက်9ဘရိတ်ကိုကျွန်တော်ဒီမှာဒီနေ့ဖို့ဒီမှာ6တက်9ဘရိတ်ကိုဘယ်လိုညှိမယ်မသိဘူးဘောနော်အမှဒီမှာဒီအဲ့ကြောင့်ဘရိတ်ဒီနေ့အတွက်ဘရိတ်က1ချင်းကဒါအခြေ3ည5ချင်း6တက်9ကကြတော့ဘရိတ်ကကြတော့6တက်9ဘရိတ်ပေါ့နော်6တက်9ဘရိတ်ရယ်ကျွန်တော်တို့ကီးကတော့မနေ့ကလည်းကျွန်တော်ပြောသလို6တက်9ကီးပေးနေတယ်ဒီကနေစပေးခဲ့တယ်9ထိခဲ့တယ်ဒီမဲ့6တက်9ကီးကိုဒီ9ဘူးဟာနေစပြီး6တက်9ကီးပဲပေးခဲ့တယ်6တက်9ထိတယ်တက်ထိတယ်တက်6တက်9ဒီမှာကျတော့ကြောက်တယ်ဒီမှာတက်ထိတယ်ဒီမှာ9ထိတယ်မနေ့ကလည်းနေကုန်ထိသွားတယ်အဲဒီမှာလည်း6တက်9ကီးရကျတော့ဒီနေ့တက်ပြီး6တက်9ကဗရိတ်ရောကီးရောပေါ့နော်ကီးရလည်း6တက်9ကီးအဲ့တော့ကျွန်တော်ပြန်ချိန်မယ်အနည်းဆုံးကွက်ထုတ်ကြည့်မဲ့ခါမှာကျွန်တော်တို့ကကျတော့ဒါကြတော့6နဲ့1ချင်း3ည5နဲ့ကိုဒီဘရိတ်ဖြစ်အောင်ကီးနဲ့ပေါင်းမဲ့ခါမှာ60ဆိုလို့ရှိရင်6တက်9ဘရိတ်နဲ့လည်းညီးတယ်တော့60ကျွန်တော်တို့ထပြီးဘာလို့ရမှာဒီ60ပြီးရင်60ပြီးလို့ရှိရင်ကီးနဲ့65ဆိုလားတစ်ပရိတ်နဲ့ညီတယ်60 65
6065ဟုတ်တယ်မလား6065ပြီးလို့ရှိရင်ကျွန်တော်ပြီးသွားပြီ6နဲ့ပတ်သက်လို့ပြီးသွားပြီဒီနေ့10တင်5လည်းညီးတာပဲ10ဟုတ်တယ်မလားတင်နေတယ်10ဒီတစ်ပြိနဲ့ညီးတယ်10တင်5ဒီ6ပြိနဲ့ညီးတယ်တင်5ဒီဟုတ်တယ်မလား90 619ပြိဆို90ဆို90လည်းမိတယ်95ကျတော့ကျွန်တော် brain နဲ့မကြည့်တော့95မထဲတော့ဘူးပေါ့နော်ကြာရင်တော့ထဲထိုးပေါ့ကိုရင်းလေးနဲ့ညာတော့ကျွန်တော်ဒီနေ့တွေ့တဲ့ဒါဒီနေ့တော့9ခွက်နောက်ဆုံးပိတ်ဒီ9ခွက်ကိုပဲဒီကျွန်တော်ချိန်ထိုးမဲ့ဟာလေးနဲ့ဒါဖြစ်နိုင်ကြပြီ3ည5ချင်းကဒီဘာလို့လဲမပြောင်းနိုင်ဘူး3ည5ချင်းဒီဘာလို့မပြောင်းနိုင်ဘူးလဲလို့ဆိုတော့ဘာတွေကြီးတော့ပြောင်းတော့ဘူးတင်တော့ပေါ့နော်ဒီမှာကျွန်တော်ဒီနေ့တနေ့ကို3ည5ချင်းကတော့ဒီအချင်းကတော့ထိထိုးပါအကောင်းဆုံးပေါ့2019ကီးလေးနဲ့ဒါကျွန်တော်အကောင်းဆုံးရွေးထုတ်ထားတာဒါလေးပါပဲ